တာတက်ကုံကိုမယုံမဲ့ညင်သာနှလုံးမရွှင်ပါတော့လေအားခဲလို့တင်ငါလိုက်ပါဦးကြီးဦးမအော်တနာစရာနွားလာညို့ပြအနောက်ကနေလုံးပျောက်တော့မဲ့စီစားတာတက်ကုံတို့မယုံမဲ့ညင်သာနှလုံးမရွှင်ပါတော့လေအားခဲလို့တင်ငါလိုက်ပါဦးကြီးဦးမအော်တနာစရာနွားလာညို့ပြအနောက်ကနေလုံးပျောက်တော့မဲ့စီစားနုနဲ့ငယ်စဉ်တုန်းကထုံထုံနဲ့မင်းဆွေမောပါရှွတ်ဆိုဒီမှာကပလာနွဆိုဒီကသူ့မွေရာရွှေပင်ဖန်စင်လဲတဲ့ငိုတင်းကငွေပင်ဖန်စင်အာမန်ကိုတင်းကလောက်သားကောင်းသူပါကာယလောက်သားကောင်းကြီးအားထားရတဲ့နွားလာညို့ပြနုနဲ့ငယ်စဉ်တုန်းကထုံထုံနဲ့မင်းဆွေမောပါရှွတ်ဆိုဒီမှာကပလာနိုးဆိုဒီကသူ့မွေရာရွှေပင်ဖန်စင်လဲတံကိုတင်းကငွေပင်ဖန်စင်အာမန်ကိုတင်းကလောက်သားကောင်းတူပါကာယလောက်သားကောင်းကြီးအားထားရတဲ့နွားလာညို့ပြအော်နင်းများတဆင်ပြောင်းရင်ညောင်းကပြိုကြီးအိုမင်းယူရွယ်လာဆရာကြပေါ့နဗျာလာကျမနွေယုံကိုစွာဖို့လေခါကမခိုင်းရှာထုံလုံးမဟုတ်လေအားကမနိုင်ပါတခင်ကစုကြောကပူတဲ့နဲ့မပန်းလို့နဲ့ဝမ်းနဲ့မျက်ရည်ဖြာလေကွင်းကိုဖြတ်ရွာကိုပတ်လို့တာတကုံစီခေါ်ရလိုက်ပါရင်လေပြင်းကြီးနောက်ဆန်တေးပေါ့ဦးမင်းစရာကြောင့်နဗျာလာသူခမညာဒီမိုးရောက်ရင်ဒီလေတခွင်တခင်ပဲလို့ထုံမမယ်ဒီလေသွေးချောင်းရွှေပင်ပေါ့အောင်အာကိုလောက်တဲ့သူ့လုံးအားထုံနွားပဲစီနေပါမယ်တခင်တွေ့ဇောနေပိတမောကေရှာဆရာကြောက်စားနဗျာလာညို့ပြတင်းဒီကဘဝနောက်ဆုံးတိုင်းတာဝန်ထမ်းခဲ့သူပါ
ရာနောက်ဆုံးဘဝထိရှုံးမပေးရဲ့ရင်သူပါအိုလုံးသားကောင်းကြီးပေးဆက်ခြင်းအတွက်ရှင်သလားတင်းဒီကအကောင်းဆုံးအရှင်သမား